မင်္ဂလာပါ VOA TV သတင်းအစီအစဉ်ကကြိုဆိုပါရစေ VOA TV အစီအစဉ်တွေကို American ပြည်အောင်စုမြို့တော် Washington DC ကနေတိုက်ရိုက်ထုတ်လွှင့်ပေးနေပါပြီ။သမရဟာသူ့ရဲ့စစ်တပ်ဖွဲ့ကိုအချိန်မရွေးဘုံကျဲတိုက်ခိုက်နိုင်ဖို့အစနှင်းပြင်ထားဖို့အမိန့်ပေးထားပါတယ်။ဒီညပဲဖြစ်ဖြစ်တောက်ကြနေပဲဖြစ်ဖြစ်ဘယ်အချိန်မဆိုထိသွားနိုင်ပါတယ်။စစ်ဗိုလ်ချုပ်ကြီးတွေကတော့ကျွန်တော်တို့ဘက်ကလက်နက်ခလုတ်ပေါ်ကလက်ညိုးကိုမဖယ်မချင်းအီရန်ဟာစီးပွားရေးဆိုင်ရာအကြမ်းဖက်မှုတွေကိုဆက်လက်လှုပ်ဆောင်နေုံမှာဖြစ်တယ်လို့ပြောပါတယ်။အီရန်ဟာစစ်ပွဲကိုရပ်တန့်ဖို့အမေရိကန်အစိုးရပေါ်မှာဖိအားပေးစီခြင်းတွေတဲ့ပင်လယ်ကွေ့နိုင်ငံတွေကိုတိုက်ခိုက်နေတာဖြစ်ပါတယ်။အခုဆိုရင်သူတို့ဟာအဖြစ်ခတ်ရက်ချဲစေကို6ပတ်ခန့်အထိတတန်းတိုးထားပြီးဒီလိုအချိန်ဆွဲထားခြင်းအပြင်အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲနဲ့နီးကပ်လာချိန်မှာယင်းနေစင်းလုံးတွေဆက်လက်မြင့်တက်လာရင်သမရဟာဒီကိစ္စတစ်ခုလုံးကနေလက်ဆေးပြီးအောင်ပွဲခံကြောင်းကြီးညာသွားလိမ့်မယ်လို့အီရန်ဘက်ကအပြည့်စုံယုံကြည်နေပါတယ်။ဒါဟာသူတို့ရဲ့ရည်မှန်းချက်ပါပဲ။စစ်ပွဲဆိုတာစိတ်ကချက်မှမှုကိုချိုးနေတာပါသူတို့ကကျွန်ုပ်တို့ရဲ့စိတ်တက်ကိုချိုးနှိမ်ခြင်းနေကြတာပါအီရန်ဟဲလူရက်တွေကပဟေလီဆန်နဲ့အမတ်တတိမရှိတဲ့ရေဘဝဲနဲ့စစ်ပြိုင်နေရတာလို့ပါပဲဒါအပြင်အီရန်ဟာပြိုကွဲနေတဲ့နိုင်ငံတစ်ခုလည်းထက်ပါတယ်နိုင်ငံရဲ့ဥဆောင်မှုအပိုင်းမှာအဓိကခေါင်းဆောင်ကြီးရှိသလိုသူ့ရဲ့အောက်မှာလည်းဝါသနာလွမ်းမိုးမှုရှိတဲ့အရာရှိအများအပါရှိနေပါတယ်ဒါကြောင့်သူတို့အဖွဲ့ရဲ့ဆွေးနွေးညီနိုင်မှုယက်တီချက်ဟာဘာလဲဆိုတာတခါတရံမှာရှင်းရှင်းလင်းလင်းမရှိပါဘူး။ဒါဟာဆက်သွယ်ရေးအားနည်းချက်ကြောင့်လားဒါမှမဟုတ်မယိုးနာမှုကြောင့်လားဆိုတာကိုတော့အတိအကျမခံမှန်းလို့ပြီးမဲ့အီရန်နိုင်ငံအနေနဲ့ဒီဆွေးနွေးပွဲကနေဘာကိုရယူချင်နေတာလဲဆိုတာကိုအတိအကျသိဖို့ခက်ခဲနေတယ်ဆိုတာကတော့ယုံကြည်စိတ်ချစွာပြောနိုင်ပါတယ်။အီရန်ဟာဒီအဖြစ်အခဲရက်စဲရဲကိုသဘောကျနေပါတယ်။ကျွန်တော်တို့ကသူတို့ကိုချက်မှန်ဘုံချဲရလဲသူတို့ထိခိုက်မှာထက်တယ်လို့သဘောတူညီချက်တစ်ခုလုပ်ရင်လဲသူတို့ထိခိုက်မှာထက်ပါတယ်။သူတို့ဟာတာဝန်ရေးအန်ဒီနဲ့ရင်ဆိုင်ရနိုင်ပြီးအသာစီးရမှုကိုဆုံးရှုံးရပါလိမ့်မယ်။အီရန်ဟာစစ်မှတ်ပြင်ဆင်မှုအခြေအနေမှာရပ်တန့်နေပြီးဒါဟာလက်ရှိအုပ်ချုပ်ရေးရန်နာကိုအာဏာတည်မြဲစေဖို့ထိန်းထားပေးနေတယ်လို့ဖြစ်နေပါတယ်။ American အလဲပိုင်းစစ်တချောင်းတပ်ဘူးအဒမီဒယ်ဘရက်ကူပါဟာဒီနေ့လွတ်တော်ကိုရောက်ရှိခဲ့ပြီးအီရန်ဟာအဖြစ်တစ်ခက်ရက်စဲရေးကာလကိုအသုံးချပြီးလူတပ်ပွဲတွေဆင်းနွှဲနေတယ်လို့ပြောကြားခဲ့ပါတယ်။သူတို့ဟာသူတို့ရဲ့ကိုယ်ပိုင်ပြည်သူတောင်းတဲ့ချီကိုတပ်ဖြတ်ခဲ့တာကိုကျွန်တော်တို့မြင်တွေ့ခဲ့ပါတယ်။အဖြစ်တစ်ခက်ရက်စဲရေးလော့ဒါစာကလေးကလူပေါင်း10တဲ့ချီကိုကြိုးပြီးပွင့်မြတ်ခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။မနေ့ကဒီမဲ့ရဲချုပ်ကအကြောင်းမရှိဘဲအီရန်နိုင်ငံသား6500ကိုဖမ်းဆီးခဲ့တယ်လို့ဂုဏ်ယူဝတ်ပွားစွာကြေညာခဲ့ပါတယ်။လို့တင်ကဆိုပါတယ်။အီရန်ဟာဒဏ်ရာရပြီးတောင်းပညီပေမဲ့လက်မချသေးပါဘူး။ကုန်ကြစည်တွေမြင့်တက်နေပြီးအီရန်ဟာ CNN သတင်းဌာနကိုအသုံးချပြီးသူတို့ရဲ့အင်ဟာကိုအပြည့်အခက်ရစဲရေးကာလမှာထုတ်ဖွားပြနေပါတယ်။စီးဆိုင်ရာအများဝန်တွေကမျက်နှာဖုံးတွေဆွတ်ထားပြီးအမျိုးသမီးကြီးတောင်ကို AK-47 တနက်အသုံးပြုမှုအခြေခံကျွမ်းကျင်မှုတွေကိုတင် जा ပြသနေတာကိုတွေ့ရပါတယ်။ဒါတည်းမကခလီးတွေကိုပါလက်နက်အသုံးပြုမှုတင် जा နေတာကိုတွေ့ရပါတယ်။ဒါဟာစစ်ပွဲပြန်လဲစတင်လာမှာအသုံးပြုနိုင်ဖို့နိုင်ငံတော်ကတရားဝင်လုံဆောနေတဲ့လက်နက်ဆွေးမှုကမ်ပိန်းရဲ့တစိမ့်ပိုင်းဖြစ်ပါတယ်။ CNN အနေနဲ့မွတ်စလင်ဘာသာရေးခေါင်းဆောင်တွေရဲ့အသုံးချမှုကိုခံနေပေမဲ့သူတို့ကတော့ဂရုမစိုက်ပါဘူး။ဒီရုပ်တရားကြီးဟာအမေရိကန်ပြည်ထောင်စုကိုကူညီနေတာမဟုတ်ပါဘူး။နိုင်ငံပိုင်ရုပ်တရားလေးပေါ်မှာလည်းတနက်တွေကိုပြသနေပါတယ်။အီရန်ရုပ်တရားအတော်များများမှာသတင်းတင်ဆက်ပြတဲ့အရာရှိတွေကစစ်သုံးရိုင်ဖယ်တနက်တွေကိုကိုင်ဆောင်ပြီးပြသနေကြပါတယ်။ရှင်တို့လိုပဲကျမတနက်သုံးတက်အောင်ကျမကိုလက်နက်တစ်ခုပေးချပါတယ်လို့အဆိုပါအမျိုးသမီးသတင်းတင်ဆက်ပြသူကကြီးရှုသူတွေကိုပြောကြားခဲ့ပါတယ်။ရုပ်တရားလေးကနေတင် जा ပြီးတဲ့နောက်မှာတော့အဆိုပါသတင်းတင်ဆက်ပြသူဟာစတူဒီယိုရဲ့မျက်နှာချက်ကိုတနက်နဲ့တစ်ချက်ပစ်ဖောက်ခဲ့ပါတယ်။အီရန်ကစာချုပ်ချုပ်ဆိုဖို့အစနစ်နဲ့ပုံစံမျိုးမတွေ့ရပါဘူး။သူတို့ဟာကျွန်တော်တို့ကိုကြီးကြောင်ကျူးကျော်မှုဖြစ်လာအောင်ဆွဲဆောင်နေပြီးသူတို့ကိုသူတို့ကြန့်ခိုင်ကြောင်ပြသဖို့ကြိုးစားနေတာဖြစ်ပါတယ်။ဒါဟာသူတို့ရဲ့တခုသောကစားကွက်ဖြစ်ပါတယ်။သူတို့ရဲ့လက်နက်တိုက်ကတော့ကုံလို့နီးပါးဖြစ်နေပါပြီ။ Epic Fury စစ်စင်ဟာသူတို့ရဲ့စက်မှုအခြေခံအဆောက်အုံ40%ကိုဖျက်ဆီးပစ်ခဲ့ပြီးနှစ်ပေါင်းများစွာကြာအောင်ပြန်လည်မတည်ဆောက်နိုင်ဖို့တေချာစေခဲ့ပါတယ်။နောက်ဆုံးအနေနဲ့အီရန်ဟာဆဲဆုနှစ်ပေါင်းများစွာအတွင်းဒေါ်လာဘီလီယံပေါင်းများစွာအသုံးပြုပြီးလက်ဝေခံအဖွဲ့တွေကိုလက်နက်တပ်ဆင်ပေးခဲ့ပေမဲ့ဒီနေ့မှာတော့ Hamas, Hezbollah နဲ့ Houthi အဖွဲ့တွေဟာအဆက်အသွယ်ပြတ်သွားခဲ့ပါပြီ။အီရန်ရဲ့အာယာတိုလာခေါင်းဆောင်ကတော့ရေလက်ကြားကိုပြန်ဖွင့်ချင်နေပြီးမြင့်တက်နေတဲ့ရေနည်းစင်းလုံးတွေဟာယူကရိန်းမှာရှိတဲ့ကျွန်တော်ရဲ့စစ်ပွဲကိုရန်ပုံထောက်ပံ့နေတယ်လို့ဖြစ်နေပါတယ်။ပိတ်ဆို့ထားမှုကတော့အောင်မြင်နေသေးပါတယ်။ Skywave လို့လူသိများသောတင်မော်တရှိဟာအိန္ဒိယသမုဒ္ဒရာကိုဖျက်ကျော်ဖို့ကြိုးစားခဲ့ပါတယ်။
အဆိုပါတင်မောဟာဖေဖော်ဝါရီလကခါကျူကရေနေစိမ့်ပြီးရတသိန်းလော်ကျော်တင်ဆောင်လာပြီးအာရှကပြန်လာတာဖြစ်ပါတယ်။ကုန်ပစ္စည်းတွေချခွင့်ရခဲ့သလားဆိုတာကတော့မရေရပါဘူး။ဒါဟာကျွန်တော်တို့ဖန်ဆီးရတဲ့တတိယမြောက်တင်မောဖြစ်ပါတယ်။နေတိုအဖွဲ့ဟာလာမယ့်ဇူလိုင်လ4ရက်အထိရေလေကြားမဖွင့်ဘူးဆိုရင်ဟော်မုစ်ရေလေကြားကိုတပ်ဖွဲ့ဆွင်ဆေးလွတ်ဖို့စဉ်းစားနေပါတယ်။အရှေ့လယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့်စက်တုံဈေးနှုန်းတွေမြင့်တက်လာပြီးအမေရိကန်ပြည်သူများပြားဟာအခက်အခဲကြုံတွေ့နေရတာကိုကောင်းကောင်းသတိပြုမိပါတယ်။ကျွန်တော်တို့ရဲ့အမြင်ကတော့ဒါဟာယာယီမြင့်တက်မှုသာဖြစ်ပါတယ်။ဒါကိုတန့်ပြန်ဖို့နဲ့ပြည်သူတွေစီဆိုင်တွေမှာတက်နိုင်သမျှဈေးသက်သာစွာပေးရပုံများရှိစီဖို့အဆင့်ဆင့်လှုပ်ဆောင်နေပါတယ်။ဒီကိစ္စတွေကိုဖြေရှင်းလိုက်ပြီဆိုရင်ဈေးနှုန်းတွေပြန်ကျသွားမယ်လို့ယုံကြည်မှုရှိပါတယ်။ဒါဟာသူတို့ရဲ့ပြစွာဖြစ်ပါတယ်။ကျွန်တော်တို့ဘယ်လောက်ထိနာကျင်မှုကိုအောင့်အီးလိုက်မလဲ။ Trump ကတော့ဒါဟာလွတ်ကန်ရမယ့်ကိစ္စဖြစ်ပြီးရခင်သမ္မတတွေလက်ထက်ကတဲ့လှုပ်ဆောင်တဲ့လို့ပြောပါတယ်။ကျွန်တော်ဒီနေ့ထွက်သွားခဲ့ရင်တောင်ဒါကိုပြန်လဲတိဆောက်ဖို့25နှစ်ကြာလိမ့်မယ်။ကျွန်တော်တို့ဒါကိုမလုပ်ပါဘူး။ကျွန်တော်တို့ဆက်ရှိနေပါမယ်။ဘာဖြစ်လို့လဲဆိုတော့တကယ်လို့ညံပြတဲ့သမ္မတရှိခဲ့ရင်ဒါကိုအိုဘားမာလက်ထက်ကတဲ့လုတ်ကင်တဲ့ဘိုင်ဒန်နဲ့ကျွန်တော်မမီခင်ရခင်သမ္မတတွေလက်ထက်ကတဲ့လုတ်ကင်တင်ခဲ့တယ်လို့လူတိုင်းသဘောတူကြတယ်လို့ Trump ကပြောပါတယ်။သမ္မတကတော့ဒီကိစ္စကိုအီရန်ဘက်ကဒူးထောင်အရှုံးပေးတာနဲ့ပဲအဆုံးသတ်စေချင်နေပါတယ်။ဒါပေမဲ့ဒီမိုကရက်တွေကတော့ကျွန်တော်တို့ဘက်ကသာအရှုံးပေးရမယ်သူတွေဖြစ်တဲ့လို့ပြောနေပါတယ်။ဒီစစ်ပွဲကိုအနိုင်ရဖို့အခုဘာအစီအစဉ်ရှိပါသလဲ။ကျွန်တော်တို့ရှုံးနေတယ်လို့ခံစားရပါတယ်။အချိန်ကြီးကောင်းမွန်ပုံမရနိုင်ပါဘူး။ဒီအမှားထက်အမေရိကန်နိုင်ငံစားဘယ်နှယောက်ထက်အသက်ပေးရဥမလေးဆိုတာကျွန်မသိချင်ပါတယ်လို့မေးခွန်းထုတ်ပါတယ်။ဒါဟာခမရဘက်ကလုံးဝမတင်တယ်တဲ့ပြောကြားချက်ပါဆရာ။ကျွန်တော်တို့အခြေအနေတွေကိုရောက်အောင်စူးစမ်းခဲ့တာပါ။သမ္မတကတန်တမာရီရဲ့နီလန်အချိန်ပေးနေတာပါ။လူအများပြားကဒါဟာအချင်းအများကြီးပေးလွန်းတယ်လို့ခံစားနေကြပါတယ်။အိမ်ဘီရောကတော့ဒီကိစ္စပြီးဆုံးအောင်မြင်တဲ့အထိလှုပ်ဆောင်သွားဖို့တန်တေးထားချထားပါတယ်။ကျွန်တော်မျိုးစစ်ထေကအမေရိကန်နိုင်ငံသားအများပြားဟာအဆုံးမရှိထာဝရပဋိကိတ်တွေချက်လာမှကိုစိုးရိမ်နေကြပါတယ်။ကျွန်တော်တို့တရားမိတာကခမည်းပြောတဲ့တစ်ဆက်တစ်ပတ်ဆိုတဲ့ကာလာတွေကအစိပ်ပိုင်းအတော်များများဟာအဖိခက်ရစေရဲ့ကာလာဖြစ်ခဲ့တာပါ။ဒါဟာထာဝရစစ်ပွဲမဟုတ်ပါဘူး။ ကြည့်ရှုသူမိဘပြည်သူများခင်ဗျာယနေ့ရဲ့ထိတ်လန့်တုန်လှုပ်ဖွယ်ရာထူးခြားသတင်းများကိုတင်ဆက်ပေးသွားပါမယ်။ဆန်ဒီယေဂိုမြို့ကအစ္စလာမစ်စင်တာမှာလူမြော့ကများတည်ကြည်ပစ္စည်းခဲ့ရတဲ့တနက်ဖြစ်ခမှုကြီးရဲ့နောက်ွယ်ကတုံလှုပ်ချောက်ချဖွယ်ရာအသေးစိတ်ချက်လက်တွေကို FBI ကထုတ်ပြန်လိုက်ပါတယ်။အသက်မပြည့်သေးတဲ့ဆယ်ကျော်သက်တနက်သမား2ဦးရဲ့နောက်ကျောင်းရာဇဝင်သူတို့ခြံထားခဲ့တဲ့အမုန်းတရားကျင်ညာစာတမ်းအတုံးနဲ့တင်းစီရမိခဲ့တဲ့လက်နက်ဆန်းအမြောက်အညာဒါအပြင်တနက်သမားစီးနှင်းလာတဲ့ကားပေါ်ကနေရန်တမ်းပစ်ခတ်နေတဲ့ထိတ်လန့်ဖွယ်ဗီဒီယိုမှတ်တမ်းနှစ်ထွက်ပေါ်လာပါတယ်။ရင်သွေးငယ်တွန်းလဲကိုတွန်းချင်းကြီးစံတွေထဲကနေအသက်လူကွန်းကွန်းကွက်ပြေးလွှားနေရသူတယောက်နဲ့ဥယျာဉ်ချမ်းငယ်ပြပြင်းသူတယောက်ကြီးစံတွေကြားရှမ်းကွင်းနေရတဲ့မြင်ကွင်းဒီတန်တရားရှင်နေဦးကအွန်လိုင်းမှာဘယ်လိုမျိုးအဆက်အသွယ်ရခဲ့ကြလဲသူတို့ခြံထားခဲ့တဲ့အမုန်းတရားအရေးသားတွေနဲ့လက်နက်တိုက်ကြီးအကြောင်းအပြည့်အစုံပြီးတော့မိမိအသက်ကိုစေးစေးဆက်ဆက်ဆွန့်လွတ်ပြီးအဖြစ်မိတ်ပြီးသူရားနဲ့ချီတဲ့အသက်ကိုကေးတင်သွားခဲ့တဲ့သူရဲကောင်းလုံခြုံအေးဝန်ထမ်းအကြောင်းကိုလည်းတင်ဆက်ပေးပါမယ်။တစ်ဆက်တည်းမှာပဲအမေရိကန်အလေဒီဒေတာကိုပယူပြုပြီးအပျက်စီးလီကိုဝေရင်ထက်ကိုလွင့်စင်သွားစေခဲ့တဲ့အားဖြင့်တဲ့တော်နီဒိုလေမုန်တိုင်းကြီးများကယ်လီဖိုးနီးယားတောင်ပိုင်းမှာတော့တော်မီယူတီယာကူးဆက်လောင်ကျွမ်းနေတဲ့ထီရက်ကိုအင်းရှိတကားဘဲလ်ကင်မရာကနေတိတ်ထိတ်ရင်းဖို့ရိုက်ခူးထားနိုင်ခဲ့ပါတယ်။ကျွန်တော်တို့စောင့်ကြည့်တင်ဆက်နေပါတယ်။ ပန်ဆယ်ဗေးနီးယားပြည်နယ်မဲယုံတူအနီးမှာတော့မောင်းနေနေတဲ့ကားပဒင်းပေါက်ကနေဖောက်ခွဲတဲ့ပစ္စည်းတစ်ခုပစ်ချခဲ့ပြီးနောက်ပောက်ကွဲမှုအသေးစားတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဒီချင်းဒီကျွန်တော်တို့ဘာနေသိထားရပြီလဲ။ ဟန်ဒါဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေရှိလို့နီဘရက်စကာဈေးပတ်ဆွမ်းရဌာနမှာစောင့်ကြည့်စစ်ဆေးခံနေရတဲ့အမေရိကန်နိုင်ငံသား2ဦးကိုအခုခါမှာအပြင်ဘယ်မထွက်တော့ပဲတီးတန့်ခွဲလိုက်ပါတယ်။အကယ်၍ထွက်ခွာဖို့ကြိုးပမ်းရင်ဥပဒေစိုးရိမ်မှုအဖွဲ့တွေကိုခေါ်ယူသွားမယ်လို့သိရပါတယ်။ ဗာဂျီးနီးယားပြည်နယ်မှာတော့အသက်6နှစ်အရွယ်ကျောင်းသားငယ်လေးကဆီယာမကိုအတန်းထဲမှာတနက်နဲ့ဖိခတ်ခဲ့တဲ့ဖြစ်ရပ်မှာကျောင်းအုပ်ချုပ်ရေးမှူးဟောင်းအာမနာချက်ပြက်ကွက်မှုနဲ့ရင်ဆိုင်နေရပြီးသူမဟာအမေရိကန်သမိုင်းမှာကျောင်းတွင်းပိခတ်မှုကြောင့်ပြည်တန်စီရင်ချင်းခံရတဲ့ပထမဆုံးသောကျောင်းအုပ်ချုပ်ရေးမှူးဖြစ်လာမလားမန်ဟတ်တန်မြို့လေကောင်းမှာတော့အမျိုးသမီးတဦးပွင့်နေတဲ့မိလာတွင်းတဲ့ပြုတ်ကျပြီးတိတ်ဆုံးသွားခဲ့တာပါဒီလိုဖြစ်ရမျိုးဘလို့ကြောင့်ဖြစ်ပွားခဲ့ရတာလဲနမိုင်ကျော်အဝတ်အထည်လုပ်ငန်းမန်ဂိုရဲ့ဘီလီယံနာပိုင်ရှင်ကြီးဟာတောင်ပေါ်မှနေပြုတ်ကျပြီးတိတ်ဆုံးသွားခဲ့ပါတယ်အခုခါမှာတော့သူ့သားထစ်သူကိုဖမ်းဆီးလိုက်ပြီးဖြစ်ပြီးဒါဟာသားထစ်သူကတောင်ပေါ်ကနေတွန်းချခဲ့တာလား
Norfolk မြို့မှာမောင်းနေတဲ့အကြောင်းကြိုဖို့ပတ်စကားပေါ်ကနေခလေးတယောက်လိမ့်သွားခဲ့တဲ့ထိတ်လန့်ဖွယ်ဗီဒီယိုဖိုင်ဘာတွေဖြစ်ပျက်ခဲ့တာလဲပြီးတော့ဒီနေ့ညရဲ့သတင်းကောင်းတစ်ခုအနေနဲ့ tennis လောကရဲ့ကန်နဝင်းကစားသမားကြီး Billie Jean King ဟာတက္ကသိုလ်ပထမတက်ရောက်ခဲ့ပြီးနှစ်ပေါင်း65နှစ်အကြာမှာဘွဲဒီဂရီကိုရယူနိုင်ခဲ့ပါတယ်မိမိစတင်ခဲ့တဲ့အလုပ်တစ်ခုကိုအဆုံးသတ်ဖို့ဘယ်တော့နောက်မချသေးဘူးဆိုတာကိုသက်သေပြလိုက်တာပဲဖြစ်ပါတယ်San Diego Islamic Center ဖြစ်ခတ်မှုအသေးစိတ်တဲ့နေကောင်းပါစေခင်ဗျဒီနေ့ညရဲ့ပထမဆုံးသတင်းအနေနဲ့ San Diego မြို့က Islamic Center မှာဖြစ်ပွားခဲ့တဲ့တေးကြီးပျက်စီးမှုများပြားတဲ့ထိုက်ခိုက်မှုရဲ့နောက်ဆက်တွဲသတင်းအချက်လက်များကိုတင်ဆက်ပေးပါမယ်။အဲ့ဒီအချိန်မှာတော့တန်တရားရှိသူဆဲကျော်သူတဲ့အကြောင်းနဲ့ကလေးပေါင်းများစွာရဲ့အသက်ကိုကယ်တင်ခဲ့တဲ့သူရဲကောင်းလုံးကြုံဤဝန်တန်းအကြောင်းပိုသိရှိလာရပြီဖြစ်ပါတယ်။အထူးသဖြင့်အစုလိုက်အပြောင်းပြစ်ခတ်မှုမဖြစ်ပွားခင်မိနစ်မတိုင်ခင်မှာတန်တရားရှိသူရဲ့မိခင်ဖြစ်သူကသမီးရဲ့သားပြောင်ဆုံးနေတယ်လို့ရဲတပ်ဖွဲ့ကိုတိုင်ကြားခဲ့တဲ့အရေးကြီးတဲ့အချိန်ကာလဖြစ်ပါတယ်။ရရှိထားတဲ့ဗီဒီယိုသစ်မှာတန်တရားရှိသူရဲ့ကားထဲကနေတနက်လန့်ဖြစ်လို့ရှေ့မှန်ကကွဲသွားတာကိုဒီမှာမြင်တွေ့ရမှာဖြစ်ပြီးကြီးစံတွေဟာအနီးနားကဥယျာဉ်ချန်ပီယံပြုပင်သူတို့ကိုတီးတီးလေးလွှဲချော်သွားခဲ့ပါနဲ့အခြားရှုထောင့်တစ်ခုကမြင်ကွင်းမှာတော့တနက်တန်တွေထွက်ပေါ်လာခြင်းမှာရင်သွင်းငယ်တွန်းလဲကိုတွန်းနေတဲ့မိခင်တဲ့သူဟာကလေးငယ်နဲ့အတူဘေးကင်းရကိုကုန်းကွာကွာနဲ့အသေးအံပြေးလွှားနေရပါတယ်မနေ့ကဆယ်ကျော်တဲ့တနက်သမား2ယောက်ဟာအဆိုပါအစ္စလာမစ်စင်တာကိုစီးနှင်းတိုက်ခိုက်လို့လူ3ဦးသေဆုံးနေရပြီးမိနစ်ပိုင်းကြာမှာပြီးလက်နက်အပြည့်စုံတပ်ဆင်ထားတဲ့အထူးရဲတပ်ဖွဲ့ဝင်တွေဟာစာတင်ကျောင်းနဲ့ဗလီဝတ်ကျောင်းကျော်အတွင်းကိုဝင်ရောက်စီးနှင်းခဲ့ပါတယ်မိဘတွေဟာကလေးတွေကိုလာရောက်ခေါ်ဆောင်ဖို့အလူရဲပြေးလာကြပြီးရဲတပ်ဖွဲ့ကကလေးတွေကိုဘေးကင်းရာရွှေ့ပြောင်းပေးနေတဲ့မြင်ကွင်းဟာတကယ့်ကိုရင်ကွဲနာကြဖြစ်ရတဲ့ခုပါပဲ FBI ရဲ့ထုတ်ပြန်ချက်အရတန်တရားရှိသူတွေနဲ့ဆက်ဆက်နေတဲ့နေအိမ်တွေကိုရှာဖွေရမှာတနက်အလက်30ကျော်နဲ့မြားပစ်လီတလက်ကိုရှာဖွေတွေ့ရှိခဲ့ကြောင်းတရားသူရဲ့ကားထဲမှာလည်းအမုန်းထားကြီးညာချက်စာတမ်းတစ်စောင်ကိုရှာဖွေတွေ့ရှိခဲ့ကြောင်းသိရပါတယ်ဒေတာကန်ဗီဒီယိုတွေဟာဒီဖြစ်ရဲ့အတွက်တုံးလုံးခြောက်ချနေကြပြီးအဖြစ်ကိုရှာနေကြပါတယ်ကျွန်တော်တို့ရဲ့သတင်းထောက် Morgan Chesky က San Diego ကနေသတင်းပေးထားပါတယ်တနက်တန်ဒီကိုအတိုင်းနာကြားနေရမှာပဲခုနSan Diego စင်ဂျပန်ရက်ကွက်တစ်ခုမှာတန်တရရှိသူကတနက်နဲ့ရန်တန်းဖြစ်ခတ်နေချိန်မှာအမျိုးသမီးတို့ဟာခလေးသွန်းလဲကိုတွန်းပြီးဘေးကင်းရာကိုအသေးအံပြေးလွှားနေရပါတယ်။ကာပတင်းဖောက်ကနေတနက်တန်တွေဆက်တိုက်ထွက်ပေါ်လာပြီးမှန်တွေကွဲသွားတဲ့အထံတွေကိုလည်းကြားရမှာပါ။ရဲတပ်ဖွဲ့ရဲ့ပြောကြားချက်အရဒီဖျက်ခတ်မှုမပြီးပွားခင်မိနစ်ပိုင်းလုံးမှာတနက်သမား2ယောက်ကဗလီဝေကျောင်းတော်တစ်ခုအတွင်းကိုဝင်ရောက်ဖျက်ခတ်ခဲ့လို့ကျောင်းသားငယ်တွေဟာအသက်လူသက်ဖြစ်သွားနေရပါတယ်။အစိမ့်မြင့်လူဝါတွေစုရင်မှုအရာရှိ2ယောက်က NBC News ကိုအတီးဖူးပြောကြားချက်အရတနက်သမားတွေဟာအသက်18နှစ်အရွယ် Caleb Vasquez နဲ့အသက်19နှစ်အရွယ် King Clark တို့ထည့်ကြပါတယ်။တရားသူချန်ထားခဲ့တဲ့အစ္စလမ်ဆန့်ကျင်ရေးဂျူးဆန့်ကျင်ရေးအယူအဆတွေနဲ့အမေရိကန်သမ္မတဟောင်း Trump ကိုဆန့်ကျင်တဲ့သဘောထားတွေရေးသားထားတဲ့စာတမ်းကိုရဲတပ်ဖွဲ့ကအစင်မန်ဟောက်မမောက်ကိုစစ်ဆေးနေပါတယ်။သူတို့ကိုတတန်ဟေတဲ့ကားအပြင်မှာ Nazi SS တင်ခဲ့တာပါတဲ့ပလင်းတလုံးကိုလည်းတွေ့ရှိခဲ့ပါတယ်။သူတို့ဟာဘသူကိုမှအမုန်းပွားခဲ့ကြပါတယ်။တနင်္လာနေ့မနေ့9နာရီမှ40မိနစ်အစိုးလိုက်အပြုံးမှထိပွားခဲ့2နာရီအလိုမှာခလကရဲ့မိခင်ကရဲတပ်ဖွဲ့ထံဖုံးဆက်ပြီးကိုတတ်တဲ့ဘူးစူးစမ်းနေတဲ့တားဖြစ်သူဟာမိဘရဲ့လက်နက်နဲ့ကားကိုယူဆောင်သွားကြောင်းထွက်ပြေးသွားကြောင်းတိုင်ကြားခဲ့ပါတယ်။ရဲတပ်ဖွဲ့ကဂုံတိုင်တွေနဲ့ကျောင်းဒီမှာရှာဖွေမှုတွေချက်ချင်းလှုပ်ဆောင်ခဲ့ပေမဲ့နောက်ထပ်2နာရီအကြာမှာတော့အဆိုပါဝလီဝတ်ကျောင်းတော်မှာဖြစ်ခတ်မှုဖြစ်ပွားကြောင်းပထမဆုံးသတင်းပို့ချက်ရောက်ရှိလာခဲ့ပါတယ်။ဒုတိယဖြစ်ခတ်မှုဖြစ်ပွားတဲ့နေရာကတော့အနှဲငယ်လှမ်းတဲ့နေရာဖြစ်ပြီးဥယျာဉ်ချမ်းမြေပြုလုံတို့တူကိုတနက်သမားကလှမ်းပစ်ထားပါ။ကြည်စံတစ်ချက်ကတော့သူ့ရဲ့ဥထုတ်ကိုတီးတီးလေးပွက်ဆွဲသွားခဲ့ပြီးအခြားကြည်စံတစ်ချက်ကတော့ဒီအိမ်ရဲ့နေရန်ထဲကိုစိုက်ဝင်သွားခဲ့ပါတယ်။ဒီနေ့ညမှာတော့တေဆုံသွားခဲ့တဲ့ဝလီဝတ်ကျောင်းတော်ရဲ့လုံယုံဝန်တန်းအာမင်အဗ်ဒူလာမန်ဆာကာဇီဟာနဲ့နာယာအာဝတ်တို့အကြောင်းကိုပိုမိုသိရှိလာရပါတယ်။ရဲတပ်ဖွဲ့ရဲ့ပြောကြားချက်အရအဗ်ဒူလာဟာတနက်သမားတွေကိုပြန်လည်ပစ်ခတ်ခဲ့ပြီးသုံးစုံလုံးဟာရဲတပ်ဖွဲ့ဝင်တွေမရောက်ရှိလာခင်မှာပဲတနက်သမားတွေရဲ့အာယုံကိုဝလီဝတ်ကျောင်းတော်ကအလွယ်ဝေးစီကိုရွဲပြန်းယူသွားခဲ့ကြတာပါဒီလုံရဲ့ကြောင့်သာကျောင်းတော်တွေမှာရှိနေတဲ့ကလေး140ကျော်ရဲ့အသက်ကိုကဲတင်နိုင်ခဲ့တာလို့ကျွန်တော်အခိုင်အမာယုံကြည်ပါတယ်လို့အီမမ်အာဟာဟူစိန်ကပြောပါတယ်အဗ်ဒူလာဟာတနက်သမားတွေနဲ့ရင်ဆိုင်ပိတ်ခတ်နေတာအချိန်မှာပဲသူ့ရဲ့စကားပြောဆက်ကိုကင်ပြီးကျောင်းတွေမှာရှိနေတဲ့ဆရာမတွေနဲ့ဝန်ထမ်းအားလုံးစီတနက်သမားဝင်ရောက်နေပြီးဖြစ်တယ်ဆိုတဲ့သတိပေးချက်ပို့လိုက်ခဲ့ပါတယ်သူ့ဘဝရဲ့နောက်ဆုံးအချိန်အထိကျောင်းတော်တွေမှာရှိနေတဲ့ကလေးတွေနဲ့လူအားလုံးရဲ့အသက်ကိုကဲ့တင်ဖို့ပဲသူစဉ်းစားသွားခဲ့တာပါ
အခုစုံစမ်းစစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်နေစေတဲ့အတွက် Morgan တန်တရားရှိသူတွေနဲ့ပတ်သက်ပြီးနောက်ထပ်ဘာတဲ့အချက်လက်နှွေးချက်ရရှိထားသေးလဲခင်ဗျာဟုတ်ကဲ့ Tom အာနာပိုင်တွေရဲ့အဆိုအရဒီဆယ်တဲ့ကျော်သူကနှစ်ဦးဟာ online မှာစတင်သိရှိခဲ့ကြပြီးအစွန်းရဲ့ဝါဒမိုင်းတိုက်ခဲ့တာလို့ယူဆရပါတယ်သူတို့နှစ်ဦးလုံးဆန်ဒီယေဂိုမှာနေတယ်လို့သိရှိလာတဲ့နောက်ပိုင်းမှာလူကိုယ်တိုင်စတင်တွေ့ဆုံကြတာပါလက်တရှိမှာတော့သူတို့ရဲ့ electronic စက်ရက်တွေကိုအသေးစိတ်စစ်ဆေးနေပါတယ်ဟုတ်ကဲ့ Morgan တရင်အချက်လက်တွေပဲကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ American ယာဒီဥရုဆိုးရွားတဲ့အခြေအနေကိုလည်းစောင့်ကြည့်နေပါတယ်ပြည်내အပြည့်အစုံမှာအားပြင်းတဲ့တော်နီဒိုလေမုန်တိုင်းတွေတိုက်ခတ်နေပြီးအရှိခံယိုဒအများစုမှာလည်းပြင်းထန်တဲ့နှွေရာဒီအပြူလိုက်တန်းကိုခန်းစားနေရပါတယ်။မုန်တိုင်းတန်းတက်ခဲ့တဲ့နေရာကနေရှက်ခီဘရူးစတာကသတင်းပို့ထားပါတယ်။တနင်္လာနေ့နောက်ပိုင်းမှာပြည်내 9 ခုမှာအန်ဒီယေချိတဲ့တော်နီဒိုလေမုန်တိုင်းတွေတိုက်ခတ်ခဲ့ပါတယ်။ကန်ဇက်ပြည်내ကိုဖျက်ထမ်းတိုက်ခတ်သွားတဲ့မုန်တိုင်းကြောင့်မြေပြင်ပေါ်ကပစ္စည်းတွေဟာဝေအိမ်ထက်အထိလွင့်စင်သွားခဲ့ပါတယ်နေဘရက်စကာနယ်စီအနီးမှာမုန်တိုင်းလိုက်လံဆောင်ကြီးသူတွေရိုက်ခူးထားတဲ့ရုပ်သံပါမိုးတီးတွေပြင်းထန်စွာကြာယုံနေတာကိုတွေ့ရပြီးမစ်ဆူရီအနောက်မြောက်ပိုင်းကန်ဇက်ပြည်နယ်တက္ကသိုလ်အနီးမှာတော့လျှက်စစ်တွေအဆက်မပြတ်လန့်နေတာကိုတွေ့ရပါတယ်။ကားတွေဟာရေကြီးနေတဲ့လမ်းမတွေပေါ်မှာခဲယင်းစွာမောင်းနှဲနေကြရပြီးလွန်ခဲ့တဲ့တရက်ထဲမှာပဲပြင်းထန်တဲ့မုန်တိုင်းသတင်းပို့ချက်ပေါင်း300ကျော်ရှိခဲ့ပါတယ်တိုနီဒိုမုန်တိုင်းတိုက်ရိုက်မကြရောက်သွားတဲ့နေရာတွေမှာတောင်မုန်တိုင်းရဲ့အရှိန်ဟုန်ကဘလောက်ပြင်းထန်လဲဆိုတာမြင်တွေ့ရပါတယ်။တစ်ပင်တဦးဟာအိမ်တဦးပေါ်ကိုလဲပြောကျသွားခဲ့ပြီးအိယာခန်းကိုတီးတီးလေးလွဲချော်သွားခဲ့ပါတယ်။တကယ်လို့ထိတ်လန့်စရာပါအိမ်ထဲမှာအိပ်ပျော်နေတော့တစ်ပင်ပြောကြတဲ့အတန်းကြောင့်လန့်နိုးလာတာပါလို့အိမ်ပိုင်ရှင်ကဆိုပါတယ်။အနောက်ဒေသမှာတော့တော်မီလောင်ကျွမ်းမှုကဧက1400ကျော်အထိကူးဆက်ကျယ်ပြန့်လာခဲ့ပါတယ်။အိမ်ရှိကင်မရာရဲ့မဒန်ရာကောင်းငင်ရာတစ်ခုလုံးလိမ့်မော်ရောင်ဖြောင်းသွားခဲ့ပြီးပြည်သူတွေအရေးပေါ်ရွေ့ရွှမ်းနေကြရပါတယ်။ကျွန်တော်တို့ရဲ့သတင်းထောက်သူ Steve Patterson ကတော်မီလောင်ပြန်တဲ့တာမှာရောက်ရှိနေပြီးတော်မီတွေဟာဆက်လက်ပြင်းထန်နေသေးပါပဲ။မိသားသမားတွေကလူနေအိမ်ခြေတွေစီကိုမီးမကူးဆက်အောင်အစွမ်းကုန်စ조사နေကြရပါတယ်။အရှိကန်ရိုးတန်မှာတော့အပြူချိန်တွေအလွန်အများမြင့်တက်နေပြီးနယူးယောက်မြို့မှာမေယာဒီမှာဒုတိယချိန်မြောက်ပြန်အပြူလိုင်း3ပေးချက်ထုတ်ပြန်ထားရပါတယ်။အပြူချိန်ဟာ90ဒီဂရီဖာရင်ဟိုက်ထက်ကျော်လွန်နေပြီးဘော့စတင်လိုဂန်လေဆိပ်မှာစံချိန်အပြူချိန်ဖလက်ခဲ့ပါတယ်။ပြင်းထန်တဲ့အပြူလိုင်းတော်နီဒိုနဲ့တော်မီတွေကြောင့်ကန်ရိုးတန်အကြုံရှောက်ယာဒီဥတို့ကမော့ကမာဖြစ်နေပါတယ်။ဟုတ်ကဲ့ shock ခမရဲ့မောက်ွယ်မှာပျက်စီးဆုံးရှုံးမှုတွေကိုမြင်တွေ့နေရပါတယ်ဒီနေ့ညမှာကမုန်တိုင်းအန်ဒီရဲ့ရှိနေစေလားခင်ဗျာဟုတ်ကဲ့ Tom ဒါကတော့မုန်တိုင်းကြောင့်လုံးဝပျက်စီးဆုံးရှုံးသွားတဲ့ကောက်ရီးတဲ့အဟောင်တကူပါပစ္စည်းတချို့ကဟိုဘက်ကတစ်ပြန်တွေပေါ်နဲ့လမ်းတစ်ခက်ကန်းအထိလွင့်စင်သွားတာကိုမြင်တွေ့ရပါတယ်ဒီနေ့ညနေအထိလူဦးရေ34တန်းကျော်ဟာမုန်တိုင်းအန်ဒီရဲ့လေပြင်းတိုက်ခိုက်မှုနဲ့မိုးတီးကျွေမှုတိုင်းကို Texas ပြည်နယ်ကနေ New York အထိခန်းစားနိုင်ခြေရှိနေစေပါတယ်ဟုတ်ကဲ့ shock ကျေးဇူးတင်ပါတယ်ခင်ဗျာအခုနိုင်ငံရေးသတင်းကိုလှည့်ကြည့်ရအောင်ပါသမ္မတ Trump ကအိမ်ဖြူတော်ကဘာခန်းဆောက်လုပ်မှုလုပ်ငန်းခွင်ကိုပထမဆုံးထုတ်ပြောပြလိုက်ပါတယ်ဘိုင်ဒန်အစိုးရလက်ထက်မှာမတရားသဖြင့်တရားစွဲဆိုခဲ့ရတယ်လို့ယူဆရတဲ့ Trump ရဲ့ထောက်ခံသူတွေကိုအခွန်ထောင်ပြည်သူတွေရဲ့ငွေကြေးတွေတုံဆွဲပြီးကူညီပံ့ပိုးပေးမဲ့အစီအစဉ်ပေါ်မှာဝေဖန်မှုတွေထွက်ပေါ်နေချိန်မှာအခုလိုထုတ်ပြောပြလိုက်တာပါ Garrett Haig ကတင်ပို့ထားပါတယ်ဒီနေ့ညမှာတော့အင်ဖြူတော်ကဘဲခန်းဆောက်လုပ်ရေးလုပ်ငန်းခွင်ရဲ့မြင်ကွင်းသစ်ထွက်ပေါ်လာပြီးသမ္မတ Trump ကတော့ကွန်ဂရစ်လိုစီစီကနေတောင်းခံထားတဲ့အငင်းပွားပွဲ American $1 ဘီလီယံဟာအင်ဖြူတော်ရဲ့လုံခြုံရေးအတွက်တကယ်လိုအပ်တာဖြစ်ကြောင်းကာကွယ်ပြောဆိုသွားခဲ့ပါတယ်။ဒါ့အပြင်ဘိုင်ဒန်ဆိုရလက်ထက်မှာတရားဥပဒေကြောင်းရမတရားနှိပ်စက်ထရာသူတွေကိုလျော်ကြီးဖေးဖို့အတွက်တရားရေးဌာနရဲ့$1.8 ဘီလီယံတန်ဖိုးရှိရန်ပုံငွေအသစ်ကိုလည်းထူထောင်ထားပါတယ်။ဒီရန်ပုံငွေအသစ်ဟာသမ္မတရဲ့အခွန်ဆိုင်ရာအချက်လက်တွေပေါက်ကြားခဲ့မှုအပေါ်တရားစွဲဆိုမှုကိုရုပ်သိမ်းခဲ့ပြီးနောက်ပိုင်းထွက်ပေါ်လာတာဖြစ်ပါတယ်။သဘောတူညီမှုအကြအစိုးရအနေနဲ့သမ္မတနဲ့သူ့ရဲ့မိသားစုအပေါ်ရခိုင်အခွန်ပြန်တဲများနဲ့ပတ်သက်ပြီးမြည်သည့်တရားစွဲဆိုမှုများထပ်မံလှုပ်ဆောင်ခွင့်ရှိတော့မှာမဟုတ်ပါဘူး။အထက်လွှတ်တော် Republican ခေါင်းဆောင်ကတော့ဒီအစည်းအဝေးအပေါ်မင်းဟွန်းထုတ်စရာတွေအများကြီးရှိနေကြောင်းဝေဖန်ထားပါတယ်။တစ်ဆက်တည်းမှာပဲ Pennsylvania ပြည်နယ်မဲယုံအနားမှာပောက်ကွဲမှုအသေးစားတစ်ခုဖြစ်ပွားခဲ့ပြီးရဲတပ်ဖွဲ့ကတော့ဒါဟာရွေးကောက်ပွဲနဲ့ပတ်သက်စဉ်လက္ခဏာမတွေ့ရကြောင်းပြောပါတယ်။ဟုတ်ကဲ့ Garrett ကျူးဘားနိုင်ငံနဲ့ပတ်သက်ပြီး Trump အစိုးရရဲ့တရားစွဲဆိုမှုသတင်းလည်းရရှိထားတယ်လို့သိရပါတယ်။ဟုတ်ပါတယ် Tom
စုံစမ်းစစ်ဆေးမှုနဲ့နီးစပ်သူနေရောက်ရဲ့အဆိုအရကျူးဘာခေါင်းဆောင်ဟောင်းရာအိုကက်စထရိုဟာဖက်ဒရယ်အမှုရင်းဆိုင်ရာဖို့ရှိပြီးမနက်ဖြန်ကျူးဘာလွတ်လပ်ရေးနေ့မှာမိုင်ယာမီမြို့ကနေတရားဝင်ကြီးညာသွားမယ်လို့သိရပါတယ်။ဒါဟာကျူးဘာနဲ့တိမ်မာမှုကိုပုံမမြင့်တက်စေမယ့်အခြေအနေပါ။ဟုတ်ကဲ့ကရက်ကျေးဇူးတင်ပါတယ်။အခုဆက်လက်ပြီး Hanta virus ကူးစက်ခံရနိုင်ခြေရှိလို့ Nebraska ဆေးဘက်နိုင်ငံဌာနမှာတီးချမ်းခွဲခြားထားခြင်းခံရတဲ့ American နိုင်ငံသားတွေအကြောင်းကိုတင်ဆက်ပေးပါမယ်။ကနအူပိုင်းမှာ CDC ကမိမိသဘောစမ်းတာအရောက်စုံစမ်းခံရတာလို့ပြောခဲ့ပြီးမြဲအခုအခါမှာတော့တချောင်းတို့ကိုအပြင်ထွက်ခွင့်ပိတ်ပိုင်းလိုက်ပြီးဖြစ်ပါတယ်။ Maggie Vespa သတင်းပေးတိုက်ကတင်ဆက်ထားပါတယ်။အဖြိုစည်းတင်ပေါ်ပေါ်မှာ Hanta virus ကူးစက်ခံရနိုင်ခြေရှိတဲ့ American ခီးတွေ2ယောက်ကို Nebraska ဆေးရုံကနေထွက်ခွာခွင့်ပိတ်ပိုင်းလိုက်ပါတယ်။ CDC ရဲ့အတူပြုချက်အရခီးတွေ18ယောက်အားလုံးကိုလာမယ့်မေလ30ရက်နေ့အထိတင်းချမ်းခွဲခြားထားမှာဖြစ်ပါတယ်။ virus ပိုးမသွေးရှိပဲရောဂါလက္ခဏာမပြတဲ့ခီးတွေတယောက်ဖြစ်တဲ့ Angela Perryman ဟာ Florida ပြည်နယ်ရဲ့ Airbnb တစ်ခုမှာတင်းချမ်းထွားရောက်နေထိုင်ဖို့စီစဉ်ခဲ့ပြီးမြဲ Federal အစိုးရရဲ့အမိန့်အရသူမကိုဆက်လက်ထိန်းသိမ်းထားတာဖြစ်ပါတယ်။အကယ်၍သူမအပြင်ထွက်ဖို့ကြိုးစားမယ်ဆိုရင်ဥပဒေစိုးရုံမှုအရေးအဖွဲ့တွေကိုအကြောင်းကြားသွားမယ်လို့ကျန်းမာရေးတာဝန်ရှိသူတွေကဆိုပါတယ်။အလားတကူအာဖရိကမှာ Ebola virus ကူးစက်မှုပြင်းထန်နေချိန်မှာ virus ပိုးကူးစက်ခံထားရဲ့ American ခွဲစိတ်ခရီးယာဒေါက်တာ Peter Stafford ဟာအရေးပေါ်ကုသမှုခံယူဖို့ဂျာမနီနိုင်ငံကိုရောက်လာခဲ့ပါတယ်။သူဟာကွန်ဂိုနိုင်ငံမှာလူနာတယောက်ကိုခွဲစိတ်ကုသပေးစဉ်ယောဂါပိုး Brewing Finida ကိုမသိပဲကူးစက်ခံခဲ့တာဖြစ်ပါတယ်။လက်လော်ဆယ်မှာတော့ကမ္ဘာ့ကျန်းမာရေးအဖွဲ့က Ebola တန်တရားလူနာယာရင်ချီကိုစောင့်ကြည့်နေပါတယ်။ Virginia ပြည်နယ်မူလုံကျောင်းမှာဖြစ်ပွားခဲ့တဲ့ကျောင်းတွင်းဖြစ်ခတ်မှုတရားစီရင်ရေးသတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ Stephanie Gox သတင်းပေးတွေကတင်ဆက်ထားပါတယ်။ဒါဟာကျောင်းတွင်းဖြစ်ခတ်မှုကိုတားဆီးနိုင်ဖို့လုံလောက်စွာမဆောင်ရွက်ခဲ့တဲ့ကျောင်းအုပ်ချုပ်ရေးမှူးတယောက်ကိုတရားစွဲဆိုတဲ့ Razawit မှုခွင်တရားစီရင်ရေးဖြစ်ပါတယ်။ Virginia Richneck မူလုံကျောင်းရဲ့ကျောင်းအုပ်ချုပ်ရေးမှူးဟောင်း Ivoni Parker ဟာခလီးသူအပေါ်လိညိုရှုမှု Razawit မှုရှိမှုနဲ့တရားစွဲဆိုထားပြီးအပြစ်ရှိသွင်းထင်ရှားမယ်ဆိုရင်ထောင်ဒဏ်40နှစ်အထိကြာခံရမှာဖြစ်ပါတယ်။အသက်6နှစ်အရွယ်ကျောင်းငယ်လေးကဆီယာမအဘီကေးစွာနာကို9 mm ပစ္စတိုတနတ်နဲ့ဖိခတ်ဟေလို့ဆီယာမရဲ့လက်ကိုဖောက်သွင်းနှလုံးသွေးလော်ကြွမာကြီးအနီးစိုက်ဝင်သွားခဲ့တာဖြစ်ပါတယ်။ဆီယာမစွာနာကတော့ပြီးခဲ့တဲ့နေ့အရာပြီးတရားဆိုစိုးမှုမှာဒေါ်လာ10သန်းလော်ကြီးကြရှိခဲ့ပေမဲ့အခုခါမှာတော့ကျောင်းအုပ်ချုပ်ရေးမှူးပါကာအနေနဲ့အန်ဒီရရှိတဲ့သတိပေးချက်၄ချိန်တိုင်လိညွတ်ခဲ့တယ်လို့ဂျူရီအဖွဲ့ရဲ့အစီရင်ခံမှာဖော်ပြထားဖြစ်ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလမှာကင်တကီပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ UPS ကုန်ထမ်းလေယာဉ်ပြက်ကြားမှုဗီဒီယိုအသစ်ထွက်ပေါ်လာပါတယ်။လေယာဉ်ရဲ့ဘဲဘဲအင်ဂျင်ဖြိုသွားခဲ့ပြီးနောက်လေယာဉ်ပေါ်ကပြန့်တက်သွားပြီးမြေပြင်ပေါ်ကစီးပွားရေးလုပ်ငန်းစောက်အုံတွေပေါ်ပြက်ကြားသွားခဲ့တဲ့အဖြစ်ရဖြစ်ပါတယ်။သမတပင်ပန်းနွမ်းတဲမှုကြောင့်အင်ဂျင်ဖြိုသွားခဲ့တယ်လို့ဆိုပါတယ်။ New York နိုင်ငံရဲ့နာမာဂီ Fifth Avenue လမ်းမပေါ်မှာတော့အမျိုးသမီးတစ်ယောက်ကားပေါ်ကဆင်းသွားပြီးလမ်းလျှောက်နေစဉ်မှာပွင့်နေတဲ့မေလာသွဲမှာပြုတ်ကျသွားပြီးတေဆုံးသွားပါတယ်။စုံစမ်းရေးအရာတွေးကားကြီးတစ်စီးဖြတ်သန်းမောင်းနှင်းသွားခဲ့စဉ်မေလာသွဲအဖုံးရွေလျားသွားခဲ့ပြီးစင်တီမီတာအကြာမှာအဆိုပါအမျိုးသမီးပြုတ်ကျသွားခဲ့တာဖြစ်ပါတယ်။နာမာကြီးအဝတ်အထက်လုံကန်းကြီးမန်ဂိုရဲ့ဘီလီယံနာပိုင်ရှင်ကြီးအီရှာအော်နစ်တောင်းတညင်းတေဆုံးသွားမှုနဲ့ပတ်သက်ပြီးတမိတ်အသူရှိနေလေတားထတဲ့ဂျိုနာသန်ကိုလူသက်မှုတန်တရားနဲ့ဖမ်းဆီးလိုက်ပါတယ်။ New York Rockaway ကမ်းခြေမှာတော့ပျောက်ဆုံးနေတဲ့ရေကူးသူတယောက်ကိုရှာဖွေဖို့ကမ်းခြေလာပြီးသူများအများစုလူသားတရန်ကြီးသဘောလက်ချင်းချင်းပြီးရှာဖွေခဲ့ကြပါတယ်။ Virginia ပြည်နယ်ကျောင်းကျိုပိုဘတ်စကားပေါ်မှာတော့ကလေးတွေဆော့ကစားရင်းအရေးပေါ်တကားပွင့်ပြီးကလေးတယောက်လမ်းပေါ်လင်းကျသွားခဲ့လို့တန်ရာရောက်ရှိခဲ့ပါတယ်။အဆိုပါဘတ်ဒိုင်ဘာကိုတော့အလုတ်ကနေထုတ်ပိုက်လိုက်ပါပြီ။အစီအစဉ်ရဲ့နောက်ဆုံးသတင်းကောင်းအနေနဲ့အသက်82နှစ်အရွယ်tennis ကန်ဒဝင်းကစားသမားကြီးဘီလီဂျင်းကင်းဟာတက္ကသိုလ်ပထမဆုံးတက်ရောက်ခဲ့ပြီးနှစ်ပေါင်း65နှစ်အကြာမှာ Cal State LA တက္ကသိုလ်ကနေသမိုင်းအထူးပြုနဲ့ပွဲခရီးရနိုင်ခဲ့ပါတယ်။1960ခုနှစ်မှာtennis လောကမှာထိပ်တန်းကစားသမားခစ်ခဲ့ပေမဲ့အဲ့ဒီခေတ်ကအမျိုးသမီးကစားသမားတွေအတွက်ပညာသင်ခန်းစုမရှိခဲ့လို့ပညာကိုစွန့်လွတ်ခဲ့ရတာဖြစ်ပါတယ်။မိမိစတင်ခဲ့တဲ့အလုပ်တစ်ခုကိုအဆုံးသတ်ဖို့ဘယ်တော့မှနှောက်မချသေးဘူးလို့သူမကဆိုပါတယ်။ကျေးဇူးအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်တော်ရမဖြစ်ပါတယ်။အားလုံးပဲကိုယ်စိတ်နှပြဘေးရန်ကွာကြပါစေ။ညချမ်းလေးမှာအေးချမ်းပါစေခင်ဗျာ။